The English Eye Opener ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ဟုတ်လဲမဟုတ်ဘဲနဲ့ကဏ္ဍလေးကိုတင်ဆက်လိုက်ပါတယ် Goldfish ဆိုတာအလှမွေးတဲ့ရွှေငါးဆိုတော့ Silverfish ဆိုတာအလှမွေးတဲ့ငွေငါးပေါ့တကယ်တော့ Oh no Silverfish ဆိုတာအလှမွေးတဲ့ငွေငါးမဟုတ်သူကကတ်တူဘူးတို့စာအုပ်အဟောင်းတွေကြားထဲမှာမြင်ရတတ်တဲ့အမိနှခွနဲ့insect ပို့တကောင်ပေါ့အဲ့ဒါကို silverfish လို့ခေါ်တယ်အဲ့ဒီ silverfish ရဲ့စာအုပ်ပိုးကောင်ပေါ့သူကကစီတတ်ပါတဲ့စာအုပ်တို့တစ်သားတို့ကတ်ထူတို့အဲ့ဒါမျိုးတွေကိုပို့နှစ်သက်တယ်ပကြီးဆွဲတဲ့နေရာတို့ကောက်ကြောင်းရေးတဲ့နေရာတို့နောက်ကာတွန်းရေးဆွဲတဲ့ချိန်မှာတရုပ်ပေါ်တဲ့နေရာတို့မှာအတော်နဲ့တဲ့မှင်အနက်ကိုတုံးကြတယ်အထူးသဖြင့် calligraphy လို့ခေါ်တဲ့စလုံးလှရေးတဲ့နေရာမှာအဲ့ဒီမှင်အနက်ကိုတုံးတယ်အဲ့ဒီမှင်အနက်ကို India ink လို့ခေါ်ကြတယ်British တွေကတော့ Indian ink လို့ခေါ်တယ် India ink ဆိုတော့ဒီမှင်ဟာအိန္ဒိယနိုင်ငံကစတင်ခဲ့တယ်လို့ထင်ကြလိမ့်မယ်တကယ်တော့ Oh no India ink ကတကယ်တော့အိန္ဒိယနိုင်ငံကစတင်ခဲ့တာမဟုတ်ဘူးခရစ်မပေါ်မီနှစ်ပေါင်း3000လောက်ကတည်းကရှေ့ခေတ်တရုတ်နိုင်ငံနေစတင်ပေါ်ခဲ့တဲ့မှင်ဖြစ်တယ်ဒီမှာမြင်နေရတာကတော့1800ပြည့်နှစ်လောက်က American နိုင်ငံနွားကျောင်းသားတွေပေါ့ကောက်ပါတွေစောင်းတဲ့အုတ်ထုပ်အမြင့်အဲ့ဒီအုတ်ထုပ်ကို10 gallon hat လို့ခေါ်တယ်10 gallon hat ဆိုတော့ဒီအုတ်ထုပ်ကအရေ10 gallon လောက်ဆန့်နေဆိုတဲ့သဘောပေါ့တကယ်တော့ Oh no တကယ်တော့အဲ့ဒီအုတ်ထုပ်ထဲမှာအရေ10 gallon မဆန့်ဒီ10 gallon ဆိုတာကအင်္ဂလိပ်စကားမဟုတ်ဘူးစပိန်ဘာသာစကား gallon ဆိုတာကကြစ်ထားသောကျိုးနော်သူတို့အုတ်ထုပ်မှာတစ်ခါလေးကြာရင်ကြစ်ထားတဲ့ကျိုးလေး10ချောင်းလောက်ပါတတ်တယ်အဲ့ဒါကိုသူက10 gallons လို့ပြောရင်းကအင်္ဂလိပ်လို10 gallons hat ဖြစ်သွားတာတချို့ကြတော့လေ10 gallons စပိန်ကအလွန်ခန့်တော့နေပြီးတော့အင်္ဂလိပ်လို10 gallons လို့ခေါ်နေကြတာဒီမှာမြင်နေရတဲ့နှင်းစီပန်းတော့ပန်းရောင်ရင်းကနေကြက်သွေးရောင်အထိအစင်းရှိတဲ့နှင်းစီပန်းပန်းကလေးလှတယ်လို့ပေါ့နာမည်လည်းလှတယ် American Beauty တဲ့ American Beauty ဆိုတော့ဒီနှင်းစီပန်းကို American နိုင်ငံမှာစတင်စိုက်ပျိုးခဲ့တယ်လို့ထင်ကြလိမ့်မယ်တကယ်တော့ Oh no တကယ်တော့အဲ့ဒီ American Beauty နှင်းစီပန်းက American နိုင်ငံကစတာမဟုတ်1885ခုနှစ်ကပြင်သစ်နိုင်ငံက Henri Ladauchaux ဆိုတဲ့နော်စိုက်ပျိုးရေးနော်ပုဂ္ဂိုလ်ကစတင်စိုက်ပျိုးခဲ့တာစစိုက်ခြင်းကတော့အဲ့ဒီနှင်းစီပန်းကို American Beauty လို့နာမည်မပေးသေးဘူးအဲ့ဒီနှင်းစီပန်းကို Madam Ferdinand Jamin လို့နာမည်ပေးခဲ့တာနောက်မှသူ American Beauty လို့နာမည်ပြောင်းခဲ့တာအဲ့ဒီတော့ American Beauty အကြောင်းပြောရင်းနဲ့ပဲ The English Eye Opener ကိုညီကုန်းချုပ်တယ်